ဒလီချီရဲ့ power system ကိုကြည့်ရင်အဓိကအနေဖြင့်တေမင်းဟောလိုနဲ့ကွင်စီစွမ်းအားဆိုပြီးရှိပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဆိုးဝီပါခေါ်တေမင်းတမန်တွေရဲ့စွမ်းအားအကြောင်းကိုပြောပြပေးသွားပါမယ်တေမင်းတမန်ရှီနီဂါမီတွေရဲ့အဓိကတာဝန်ကတော့ကမ္ဘာ၃ခုရဲ့မျှခြေကိုထိန်းသိမ်းဖို့ပါဘလစ်တဲကဝိညာဉ်တစ်ခုချင်းစီတိုင်းမှာရီယိုဂူခေါ်ဝိညာဉ်စွမ်းအင်နဲ့အဲ့ဒီစွမ်းအင်ကနေပြင်ပကိုထွက်ပေါ်လာတဲ့ရီစုခေါ်ဝိညာဉ်ဖိအားဆိုပြီးရှိပါတယ်တာမန်လူသားတွေမှာလည်းရီယိုဂူဝိညာဉ်စွမ်းအင်တွေရှိကြပြီးအလွန်ရှားပါတဲ့ဝိညာဉ်စွမ်းအင်မြင့်တဲ့လူတွေသာဝိညာဉ်တွေဟောလိုတွေနဲ့ရှီနီဂါမီတွေကိုမြင်တွေ့နိုင်ပါတယ်ရှီနီဂါမီတွေရဲ့ဘက်တယ်တွေမှာဆိုရင်သူတို့ရဲ့မြင်မာတဲ့ရီစုဝိညာဉ်ဖိအားတွေကိုအပြင်ကိုထုတ်လွှတ်လိုက်တဲ့အခါရီယိုဂူနေတဲ့သူတွေကိုကြောက်လန့်စေတာအရှိန်နှေးကွေးသွားစေတာဒါမှမဟုတ်ရုပ်ပိုင်းဆိုင်ရာအရာပါဖိသိပ်ချေမှုန်းပြစ်နိုင်စွမ်းရှိပါတယ်ဒါကြောင့်မို့လို့ရှီနီဂါမီကပတိန်တွေနဲ့လူတက်နံတွေလင်းပင်ဝေါကိုလာတဲ့အခါသူတို့ရဲ့ဝိညာဉ်စွမ်းအားတွေကတာမန်လူသားတွေနဲ့ကဘာမြေကိုမထိခိုက်စေရန်သူတို့စွမ်းအားရဲ့80%ကိုချိတ်ပိတ်ထားရပြီး20%သာအသုံးပြုခွင့်ရှိပါတယ်ရှီနီဂါမီတယောက်ဖြစ်လာဖို့ဆိုရင်သတ်မှတ်ထားတဲ့အတိုင်းဝိညာဉ်စွမ်းအင်မြင့်ဖို့လိုပြီးဝိညာဉ်စွမ်းအင်မြင့်တဲ့သူတွေဟာရှင်နိုအကယ်ဒမီမှာတက်ရောက်ခွင့်ရှိပါတယ်ဥပမာရူကီယာနဲ့ရန်ဂျီတို့ဟာလူကုန်ကိုင်ကတာမန်ဝိညာဉ်တွေကနေဝိညာဉ်စွမ်းအင်မြင့်လို့ရှင်အိုကျောင်းမှာတက်ရောက်ပြီးတေမင်းဖြစ်လာသူတွေပါရှီနီဂါမီတွေဟာဇန်ကန်ဆိုကီဆိုတဲ့အခြေခံတိုက်ခိုက်မှု၄မျိုးကိုသုံးပါတယ်ပထမတစ်ခုကဇမ်ဘန်ဒိုဓာတ်တွေနဲ့တိုက်ခိုက်ရတာပါရှီနီဂါမီတိုင်းမှာဇမ်ဘန်ဒိုတလက်စီကင်ဆောင်ကြပြီးအဲ့ဒီဇမ်ဘန်ဒိုတွေမှာအသုံးပြုသူပေါ်မူတည်ပြီးကွဲပြားပါတယ်ဇမ်ဘန်ဒိုတွေရဲ့မူလပုံစံကတော့အစာချီလို့ခေါ်တဲ့ရိုးရိုးသားပုံစံတွေပါပိုင်ရှင်တင်မင်းကဇမ်ဘန်ဒိုရဲ့ဝိညာဉ်နာမည်ကိုခေါ်လိုက်တဲ့အခါမှာတော့ဓာတ်ရဲ့ပထမအဆင့်ရှီကိုင်းပုံစံပြောင်းသွားပါတယ်ဇမ်ဘန်ဒိုတွေမှာအဆင့်2ဆင့်ပြောင်းနိုင်ပြီးရှီကိုင်းနဲ့ဘန်ကိုင်းဆိုပြီးရှိပါတယ်ဓာတ်ရဲ့နာမည်ကိုခေါ်လိုက်တာနဲ့ရှီကိုင်းပုံစံပြောင်းသွားပြီးတိုက်ခိုက်ရတာပါအမြင့်ဆုံးအဆင့်ဘန်ကိုင်းကိုသုံးတဲ့အခါမှာတော့သူ့ရဲ့စွမ်းအားဟာရှီကိုင်းထက်9ဆကနေ10ဆထိပိုအားကောင်းလာပါတယ်ရှီနီဂါမီအများစုမှာရှီကိုင်း level ထိရှိကြပြီးဘန်ကိုင်း level ကတော့ကပတိန်တွေနဲ့လူဒန်းနဲ့အဆင့်တွေပဲသုံးနိုင်ကြပါတယ်ရှီနီဂါမီတွေဟာဂျင်ဆန်လို့ခေါ်တဲ့တရားထိုင်တာတွေလုပ်ကြပြီးသူတို့ဇမ်ပန်တိုရဲ့ကဘာထဲဝင်ရောက်ကဓာတ်ရဲ့ဝိညာဉ်နဲ့စကားပြောပြီးအဆင့်တက်လာအောင်လုပ်ကြပါတယ်ဒုတိယတစ်ခုကတော့ဟာကူတာလို့ခေါ်တဲ့လက်ချေကိုအသုံးပြုပြီးအနီးကပ်တိုက်ခိုက်ရတဲ့ကိုယ်ခံပညာဖြစ်ပါတယ်ဒီပညာရက်ကိုအိုနစ်စုကီတို့ခေါ်လှုပ်ဝက်လှုပ်ကြံရေးအဖွဲ့ကလူတွေအဓိကကျွမ်းကျင်စွာအသုံးပြုကြပါတယ်တတိယတစ်ခုကတော့ဟိုးဟိုခေါ်ခြေလမ်းပညာကိုသုံးတာပါဒါကတော့တိုက်ပွဲတွေမှာမြ мян ဆက်ဆန်လှုပ်ရှားနိုင်မှုအတွက်အသုံးပြုတဲ့ခြေလမ်းပညာရဲ့ဖြစ်ပါတယ်ကျွန်တော်တို့အသိများတဲ့ရှမ်ပူခေါ်ပလတ်စတစ်ဟာဒီပညာရဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်ရန်သူမရိပ်မိအောင်အမြန်နှုံးနဲ့လှုပ်ရှားတာဒါမှမဟုတ်လေထဲမှာလမ်းလျှောက်တာမျိုးတွေပါဝင်ပါတယ်နောက်ဆုံးတစ်ခုကတော့ကီတိုလို့ခေါ်တဲ့ရန်သူကိုတိုက်ခိုက်ချုပ်နှောင်လို့ရတဲ့မနက်အစီရင်တွေပါကီတိုတွေမှာနံပါတ်1မှ69အထိရှိပြီးနံပါတ်မြင့်လေးပိုပြီးစွမ်းအားကြီးလာလေးဖြစ်ပါတယ်ကီတိုသုံးတဲ့အခါမှာရှီနီဂါမီတွေဟာသူတို့ရဲ့ဝိညာဉ်စွမ်းအားတွေကိုသုံးရပြီးကီတိုမှာဟာဒိုနဲ့ဘာကူဒိုဆိုပြီး2မျိုးရှိပါတယ်ဟာဒိုကတော့ရန်သူကိုတိုက်ရိုက်ထိခိုက်ပျက်စီးစေရန်တိုက်ခိုက်ရတဲ့မနက်များဖြစ်ပါတယ်ဒီဆိုင်ဟာဒိုကိုသုံးမယ်ဆိုရင်အသုံးပြုသူ၏ခန္ဓာကိုယ်အစိတ်ပိုင်းအချို့ကိုစတေးရပါတယ်ဘာကူဒိုကတော့မိမိကိုယ်ကိုကာကွယ်ဖို့နဲ့ရန်သူကိုမလှုပ်ရှားနိုင်အောင်ချုံနှောင်ချိတ်ပိတ်တဲ့နေရာမှာသုံးပါတယ်ဘာကူဒိုကိုအကာအကွယ်စီရင်အတားအဆီးတွေလုံနိုင်ပြီးရန်သူကိုနှစ်ကြရှည်စွာပိတ်လောင်လို့လည်းရပါတယ်ကီတိုစပိုတွေမှာအစိမ်းရောင်ဝိညာဉ်စွမ်းအင်တွေထုတ်လုပ်ပြီးဟီလင်းလုပ်ရတဲ့ကင်တိုလို့ခေါ်တဲ့ကုသရေးစွမ်းအင်တွေလည်းပါဝင်ပါတယ်ဒါတွေကတော့တေမင်းတမန်တွေရဲ့တိုက်ခိုက်တဲ့ပုံစံတွေနဲ့ပါဝါ ability တွေဖြစ်ပါတယ်နောက်နေ့တွေမှာဟောလိုတွေနဲ့ကွင်စီတွေရဲ့စွမ်းအားတွေအကြောင်းဆက်လက်တင်ဆက်ပေးသွားမှာမို့လို့ဖော်လို့လေးတွေလုပ်ပေးခဲ့ပါဦး